လိုကြအတမွေးကဘာသာသာသနာရေးနဲ့လက်မနေရပဲစီလုံးညီညီညာအစင်းနှလုံးကိုရချင်းကောင်းလေးရောလာလေပါစေသာရွာထိပ်ဝဲမှာရောင်ကြီးဦးစီရီရောကြီးခုမျိုးရမှာအောင်ရတနာတီကြောင့်နေတိန်တော်ကြီးကခန္ဓာထဲဝါပရာနာနာယကတရားဟောတရားပြဆရာတော်ဦးစောတိကဦးဆောင်ငါတပည့်တွေဆုံးသွားမြတ်ဗုဒ္ဓသာသနာနေလိုလားလောထွန်းလင်းလို့ဝေပြလေတခေါက်ရောက်လန်းခဲ့ပါအဝေးကချစ်ဆွေသဟာချင်းငုံသားတို့စီကြုံမှာရင်းနှီးဖော်၍စွာအလေတခေါက်ရောက်လန်းခဲ့ပါအဝေးကချစ်ဆွေသဟာချင်းငုံသားတို့စီကြုံမှာအေဝူချေမှာပါဂိနာခာဓမ္မသဘင်ပွဲများစွာအာခေကတရားတော်နာလာတာကျူရမတရားဖွေရှာအကျိုးဟုတ်တရိကဆရာမိုးကုတ်ဝိပဿနာတရားစခန်းပွဲအမိရောက်အောင်လာလေပါဗုဒ္ဓအလိုကြအတမွေးကဘာသာသာသနာရေးနဲ့လက်မနေရပဲစီလုံးညီညီညာအစင်းနှလုံးကိုရချင်းကောင်းလေးရောလာလေပါစေသာရွာထိပ်ဝဲမှာရောင်ကြီးဦးစီရီရောကြီးခုမျိုးရမှာအောင်ရတနာတီကြောင့်နေတိန်တော်ကြီးကခန္ဓာထဲဝါပရာနာနာယကတရားဟောတရားပြဆရာတော်ဦးစောတိကဦးဆောင်ငါတပည့်တွေဆုံးသွားမြတ်ဗုဒ္ဓသာသနာနေလိုလားလောထွန်းလင်းလို့ဝေပြလေတခေါက်ရောက်လန်းခဲ့ပါအဝေးကချစ်ဆွေသဟာချင်းငုံသားတို့စီကြုံမှာရင်းနှီးဖော်၍စွာအလေတခေါက်ရောက်လန်းခဲ့ပါအဝေးကချစ်ဆွေသဟာချင်းငုံသားတို့စီကြုံမှာအေဝူချေမှာပါဂိနာခာဓမ္မသဘင်ပွဲများစွာအာခေကတရားတော်နာလာတာကျူရမတရားဖွေရှာအကျိုးဟုတ်တရိကဆရာမိုးကုတ်ဝိပဿနာတရားစခန်းပွဲအမိရောက်အောင်လာလေပါ